မောရှေဖုံးအသက်ရည်တို့ကိုမြင်တွေ့ခြင်းထမြရခြင်းအပိုင်း33အပိုင်းငယ်18မှ23ဣသရေလတို့အေဂုတ္တုပြည်ကနေထွက်ခွာလာတဲ့နောက်မှာတိနာတောင်ပေါ်မှာဖျားသခင်ကပညတ်တော်10ပါးကိုပေးခဲ့ပါတယ်ဖျားသခင်ရဲ့ရှေ့မှောက်မှာဘယ်လိုနေထိုင်ရမလဲဆိုတာကိုမိန့်တော်မူခဲ့ပါတယ်သူတို့လိုက်နာရမယ့်စည်းမျဉ်းတွေကိုထမြောက်ရခြင်းအပိုင်း21မှာတွေ့ရပါလိမ့်မယ်ဣသရေလလူမျိုးအသက်ကြီးတဲ့သူ90နဲ့မောရှေနဲ့အတူရစ်ပလင်12လုံးကိုတိဆောက်ပြီးဖျားသခင်အားရစ်ပူစောကဖျားသခင်သည်မောရှေကိုတောင်ပေါ်မှာဘေးမှာထားရှိတော်မူပါတယ်မောရှေကတောင်ပေါ်မှာရက်ပေါင်း40တိုင်အောင်ဖျားသခင်နဲ့အတူရှိနေခဲ့ပါတယ်ဖျားသခင်ကတဲတော်နဲ့ပရိဘောဂများကိုဘယ်လိုတိဆောက်ရမလဲဆိုတာကိုမောရှေအားသင်ကြားပေးခဲ့ပါတယ်မောရှေကဖျားသခင်ထံကနေတအူးချင်းညွှန်ကြားချက်ကိုခံယူရတယ်လို့ပဲဖြစ်ပါတယ်။မောရှေကဖျားသခင်ထံမှကြားနာခဲ့တဲ့ပညတ်တိကျမ်းနဲ့ဖျားသခင်ကိုယ်တိုင်ကြောက်ပြားပေါ်မှာရေးထိုးထားတဲ့ပညတ်တော်10ပါးတို့ကိုဣသရေလလူတို့ထံပြောပြဖို့တောင်ပေါ်ကနေဆင်းသက်လာပါတယ်။မောရှေကဣသရေလလူတို့ရဲ့ဒေါသကြောင့်ကြောက်ပြားကိုချိုးဖျက်ခဲ့ပါတယ်။မောရှေကတောင်ပေါ်မှာရက်ပေါင်း40လုံးရှိနေချိန်မှာဣသရေလလူမျိုးတို့ကဖျားသခင်ရဲ့နှုတ်ကပတ်တော်နဲ့မောရှေကိုမဆောက်နိုင်တဲ့ပုံစံရပါတယ်။ရွှေနွားရုပ်ကိုအလင်းအမြန်ဖန်တီးပြီးငါတို့ကိုအေဂုတ္တုပြည်မှာကယ်တင်တော်ဖျားဟူ၍ခေါ်ဝေါ်ကိုးကွယ်ကြပါတယ်။မောရှေကဣသရေလတို့ဖြစ်ပျက်နေတဲ့မြင်ကွင်းကိုမြင်ပြီးစိတ်ဆိုးကဣသရေလတို့အကြောင်းကိုတွေးရင်ဖျားသခင်ကိုဆုတောင်းမှုပြုခဲ့ပါတယ်။ဖျားသခင်ဣသရေလအမျိုးတို့ကိုခွင့်လွှတ်ပေးတော်မူပါခွင့်မလွတ်ရင်ကျွန်တော်ရဲ့နာမတော်ကိုအရှိတမကျမ်းစာထဲကနေထည့်ပြတော်မူပါဖျားသခင်ကဣသရေလလူတို့တွားရမယ့်နေရာဖြစ်တဲ့ခါနန်ပြည်သို့သွားဖို့မောရှေအားမိန့်ဆိုခဲ့ပါတယ်ဒါပေမဲ့မောရှေကဖျားသခင်ကိုအလွဲတကူဆွန့်ပစ်ခဲ့တဲ့ဣသရေလလူတို့ကိုထိုနေရာသို့ပို့ဆောင်နိုင်ပါမလားလို့ဆိုရင်နေခဲ့ပါတယ်ဘသူကိုအဖော်အဖြစ်သူနဲ့အတူခေါ်ဆောင်လို့ရမလဲလို့ဖျားသခင်ကိုမေးပါတယ်ဖျားသခင်ကသူနဲ့အတူလိုက်မယ်လို့ပြောပါတယ်။ယခုအချိန်ထိမောရှေကဖျားသခင်ရဲ့အတန်ကိုကြားပူးပေမဲ့ကိုတော်ကိုလူကိုယ်တိုင်မမြင်ဘူးပါဘူး။ဒါကြောင့်မောရှေကသူနဲ့အတူလိုက်မယ်လို့ကတိပြုပြီးဖျားသခင်ကိုတော်ရဲ့ဖောအသက်ရည်ကိုကျွန်ုပ်အားပြတော်မူပါလို့ဖျားသခင်ကိုမေးလိုက်ပါတယ်။ဖျားသခင်ကဖြေပါတယ်။ချစ်သားတို့ကိုတော်ရဲ့အသွင်မြင်ကိုမြင်ရင်တေချလိုက်မယ်။ဒါကြောင့်ကိုရောရုပ်သွင်ပြင်ကိုသင်မမြင်နိုင်ပေမဲ့ကိုရောကြောပြင်ကိုတော့မြင်နိုင်လိမ့်မယ်။ဖျားသခင်ကမောရှေကိုကြောက်တော့ရဲ့နောက်မှာရက်ခိုင်းပြီးဖျားသခင်ဖုံးတကုတ်လိုဖြစ်သွားချိန်မှာတော့မောရှေကိုကြောက်တော့နောက်မှာပဲရှိစေပြီးမောရှေရဲ့မျက်နှာကိုလက်နဲ့ဖုံးအုပ်ထားပါတယ်။မောရှေကဖျားသခင်ဖြစ်သွားပြီးတဲ့နောက်မှသာဖျားသခင်ရဲ့နောက်ကျောကိုမြင်တွေ့ခဲ့ရပါတယ်။တကယ်ချင်းတို့မောရှေကဖျားသခင်ရဲ့မျက်နှာတော်ကိုတိုက်ရိုက်မမြင်ခဲ့ရပါဘူး။ဒါပေမဲ့ဖျားသခင်ကမောရှေကိုကိုရောအကြောင်းကိုတင်တော့မမြင်နိုင်ပါ။ကိုရောမူကတင်တို့ကိုစောင့်ကြည့်၍အမြဲတမ်းစောင့်ရှောက်ပေးပါတယ်လို့မိန့်ဆိုခဲ့ပူပါတယ်။ဒါကကျွန်တော်တို့ကိုရောမိန့်ဆိုခဲ့တဲ့စကားပဲဖြစ်ပါတယ်။ဖျားသခင်ကိုကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်ပါဘူး။ဒါပေမဲ့ကြောင်းသွားချိန်တငယ်ချင်းတွေနဲ့ရန်ဖြစ်ချိန်စိတ်မကောင်းဖြစ်ပြီးဒါမှမဟုတ်တယောက်တည်းခံစားနေရတဲ့အချိန်တွေမှာတော့ဖျားသခင်ကအမြဲတမ်းရှိနေပါတယ်။ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာကျွန်တော်တို့နဲ့အတူအမြဲရှိတော်မူတဲ့ဖျားသခင်ကိုကျွန်တော်တို့အားလုံးသတိရပြီးတွေးဆုံနိုင်ဖို့မျှော်လင့်ပါတယ်။